မင်္ဂလာပါကလေးတို့ရေဒီချက်နဲ့မရတော့ဒီချက်ယူဖြစ်ပါတယ်ဒီချက်ယူရဆိုလို့ချင်းဒီနေ့11တိချာလေးတွေကိုတွက်ပြသွားမှာဖြစ်ပါတယ်ဒီနေ့ဘယ်ပု္ပ္ပစာလေးတွက်ပြသွားမလဲဆိုရင် exercise 1.1 မှာရှိရဲ့နံပါတ်3လေးကိုတွက်ပြသွားမှာဖြစ်ပါတယ်အဲဆိုဒီချက်နဲ့တူတူနံပါတ်3လေးကိုကြည့်လိုက်ရအောင် find the remainder 1နဲ့ဒီမှာ remainder တန်ဖိုးရှာခိုင်းပါတယ်ကလေးတို့ရေအကျွင်းတန်ဖိုးရှာခိုင်းတာပေါ့အဲ့မှာနံပါတ် A ပါပေးထားစီလဲဆိုလို့ချင်းနဲ့ 6a square plus 8 minus 7 is divided by 2a plus 3 6a square plus 8 minus 7ကိုဘာနဲ့စားခိုင်းလဲဆိုရင် 2a plus 3လေးနဲ့စားခိုင်းတဲ့ပုံစံလေးပဲဖြစ်ပါတယ်ဒါကြောင့်ဒီချက်တို့ဒီ remainder ရှာတဲ့ပုံစံတွေရဲ့ထုံးစံတိုင်းပဲပထမဦးဆုံးပေးထားတဲ့ဒီ polynomial ကိန်းတန်းကြီးကို f4a လို့တည်လိုက်ပါမယ်အဲဒါဆို t မှာဖြစ်တဲ့အတွက်ဒီချက်တို့ဒီရှေ့မှာဘာထည့်ပေးရမလဲဆိုရင်လက်ထည့်ပေးရမယ်ဒါကြောင့် let f4 is equal to 6a square plus 8 minus 7အဲ့ဒါကိုဘာနဲ့ဒီချက်တို့စားပြရမလဲ 2h plus 3နဲ့စားပြရမယ်စားတဲ့အခါမှာဒီ polynomial ကိန်းတန်းညိုဒီချက်တို့က f4a လို့တီးပြီးသွားတာဖြစ်တဲ့အတွက်ကြောင့်အဲ့နေရာမှာ f4a လို့အစားသွင်းလိုက်တဲ့အခါမှာစားလေးကဘယ်လိုလေးရေးရမလဲဆိုရင်1 f4h is divided by 2h plus 3 2h plus 3လေးနဲ့ f4 ကိုစားပေးမယ် okay အဲ့ဒါဆိုရင်ဒီ remainder ဘယ်လိုရမလဲကြည့်ရအောင် the remainder equal to 2h plus 3ဆိုတော့ဒီချက်တို့ဒီ remainder ဒီဘယ်လောက်ရမလဲဆိုရင် f4 minus 3 by 2ဘယ်လိုလေးလောက်လိုက်လဲဆိုရင် 2h plus 3လေးကို0နဲ့ညီလိုက်တယ်ဒါကြောင့် h တန်ဖိုးဒီ minus 3 by 2ရတဲ့အခါမှာf4 minus 3 by 2 okay အဲ့ဆိုရင်ဒီချက်တို့ဒီ h နေရာမှာသူ့ရဲ့တန်ဖိုးလေးဒီဘယ်လောက်ဖြစ်သွားလဲ minus 3 by 2ဒါကြောင့်ဒီချက်တို့ဒီမှာရှိရဲ့ h တွေနေရာမှာ minus 3 by 2လေးကိုအစားသွင်းကြအောင်အဲ့ဆိုရင်6 into minus 3 by 2 the whole square plus minus 3 by 2 minus 7 okay စကဆက်ပဲဒီ minus 3 by 2 the whole square ဒီဘယ်လောက်ရမလဲဆိုလို့ဒီချက်တို့9 by 4ဒီမှာ plus နဲ့ minus နဲ့မြောက်ရဲ့ minus 3 by 2 minus 7ဒီမှာဆိုဒီချက်တို့ဘယ်လောက်နဲ့ခြေလို့ရလဲဆိုရင်2နဲ့ခြေလို့ရ2 3 4 6 2 2 4အဲဆိုအပေါ်ပေါ်ချင်းမြောက်အောက်ချင်းမြောက်ဆိုလို့ချင်း9 3 4 27 by 2 minus 3 by 2 minus 7အဲဆိုဒီချက်ပုံမိုင်းခြေဘယ်လောက်ယူလိုက်မလဲဆိုရင်ပုံမိုင်းခြေ2လေးယူလိုက်မယ်ပေါ့နော်2လေးယူလိုက်မယ်ဆိုပုံမိုင်းခြေ2ယူမယ်ဒီကတော့27ဒီကတော့3ဒီမှာသူ့ကို2နဲ့မြောက်တဲ့အခါမှာ minus 40အဲဆိုဒီချက်တို့ဒီနှစ်ခုပေါင်းလိုက်ဘယ်လောက်ရမလဲဆိုရင် minus 70 okay 29ရ19နှုတ်တော့ဘယ်လောက်ကျန်မလဲဒီချက်တို့10အဲဆိုရင်10 by 2အဲဆိုရင်သူ့ရဲ့ဖြစ်သည်5ကလေးဖြစ်ပါတယ်နောက်ဒီချက်တို့ဘယ်ပု္ပ္ပစာလေးဆက်သွားမလဲဆိုလို့ချင်းနံပါတ် B ပု္ပ္ပစာလေးကိုဆက်သွားပါမယ်နံပါတ် B မှာကျတော့တဲ့ 10h power 4 plus 3h2 plus 4h square minus 9 divided by 2h minus 1ဒီ polynomial ကိန်းတန်းကိုဘာနဲ့စားမလဲ 2h minus 1လေးနဲ့စားမယ်ဒါကြောင့်ဒီချက်တို့ဒီထိုးစံအတိုင်းဒီ polynomial ကိန်းတန်းလေးကိုဘာလို့တည်လိုက်မလဲ f4 လို့တည်လိုက်မယ်ဒါကြောင့်တည်ရမယ့်ဟာလေးကိုပြောကြည့်ပါမယ် let f4 is equal to 10h power 4 plus 5h2 plus 4h square minus 9ခုနလိုပဲဒီ polynomial ကိန်းတန်းကို 2h minus 1နဲ့စားမဲ့အကြောင်းလေးတစ်ချက်လို့စာနေရေးလိုက်ပါမယ်အဲဆိုရင်1 f4h is divided by f4h is divided by 2h minus 1အဲ့ဒါဆိုလို့ချင်းဒီချက်တို့ remainder ဘယ်လိုရမလဲremainder ဘယ်လိုရမလဲဆိုတာကြည့်အောင် remainder ဒီ f4 1 by 2အဲဆို h နေရာမှာသူ့ရဲ့တန်ဖိုးဘယ်လောက်ဖြစ်သွားလဲဆိုရင်1 by 2ဒါကြောင့်ဒီချက်တို့ဒီမှာရှိရဲ့ h ဒီနေရာမှာဘယ်လောက်စားသွင်းမလဲ1 by 2အဲဆိုရင်10 into 1 by 2 the whole power 4 plus 5 1 by 2 the whole 2 plus 4 1 by 2 the whole square minus 9 okay အဲ့ဆိုရင်ဒီမှာ10 10ပဲ
ဒီမှာဆိုလို့ချင်း1/2လေးတက်ဒီဘယ်လောက်ရမလဲဆိုရင်2နဲ့4 4နဲ့4 8 8နဲ့4 16အဲ့ဆို1/60 plus 5 into ဒီကောင်လေးကဘယ်လောက်ရမလဲဆိုရင်1/8ဒီမှာဆိုလို့ချင်း4က4ပဲဒါလေးဒီဘယ်လောက်ရမလဲဆို1/4 minus 9အဲ့ဆိုကျဲတို့ဒီဒါလေးကြည့်အောင်ဒီမှာဆိုရင်2နဲ့ကျင်းလို့ရရနော်5လေး30 2 8လေး16ဒီမှာကျတော့ကျင်းလို့မရအောင်ဒီမှာကျတော့4တက်လေး4ကျင်းလို့ရရင်အဲ့ဆိုဒီကျဲတို့ဘယ်လိုလေးရမလဲဒီမှာ5/8 plus 5/8နောက်ဒီမှာကျတော့1ပဲကျန်မယ်ပေါ့ plus 1 minus 9ပုံမိုင်းကျေဘယ်လောက်ယူမလဲဆိုရင်ကျတို့ဒီပုံမိုင်းကျေ8ကလေးယူပါမယ်အောက်မှာပဲတွက်လိုက်ပါတော့မယ်ပုံမိုင်းကျေ8ယူပါမယ်ဒီမှာ5ဒီမှာလည်း5ဒီမှာကျတော့8 8လီ8ဒီမှာကျတော့ဒီကျတို့ဒီ8နဲ့9နဲ့မြောက်တမိုင်း8 9လီ80နဲ့အဲ့ဆိုဒီကျတို့ဘယ်လောက်ရမလဲကြည့်အောင်ဒီမှာဆိုလို့ကျေ30 18 90နှစ်တည်း18တော့ဘယ်လောက်ကျန်မလဲဒီဘက်ဘေးလေးမှာဒီလိုလေးချပြီးတော့ calculator နဲ့တွက်ရင်တွက်မတွက်ရင်ဒီဘက်ဘေးမှာဒီလိုလေးချပြီးတော့အသေးစိတ်တွက်လိုက်ပါ18အဲဆိုဒီချေတို့4 6တေးဆို50နဲ့မှ4အဲဆိုပြက်လားဆိုလို့ချေမပြက်ပါအောင်မပြက်တဲ့အတွက်ဒီချေတို့ဒီမပြက်ဘူးဆိုလို့ချေအပေါ်နဲ့အောက်နဲ့ကျင်းလို့ရရင်ကျင်းပါမယ်အဲဆိုရင်နှစ်အဝါလောက်နဲ့ကျင်းလို့ရမယ်နှစ်လေးလီ8ဒီမှာကျတော့နှစ်နဲ့လေးလေးနှစ်ခုနဲ့လေး14အဲဆိုရင်24ပါ27/4ဒါလေးဒီသူ့ရဲ့အဖြေလေးပဲဖြစ်ပါတယ်အဲဆိုဒီချေတို့နောက်ဘယ်ပုံးစာလေးကိုဆက်သွားမလဲဆိုလို့ချေနံပါတ်4လေးဆက်သွားမယ်နံပါတ်4လေးကဘာပြောထားလဲဆိုရင်182 plus 3h square minus mh plus 4 is divided by h minus 2 the remainder is m plus 3 find the values of m နဲ့ဒီမှာဘာပြောထားလဲဆိုလို့ချင်းနဲ့ h2 plus 3h square minus mh plus 4ဘာနဲ့စားမလဲဆိုရင် h minus 2နဲ့စားလိုက်တဲ့အခါမှာတဲ့ the remainder အကျွင်းတန်ဖို့ဒီ m plus 3ရပါတယ်တဲ့ဒီ polynomial ကိန်းတန်းကြီးကို h minus 2နဲ့စားလိုက်တဲ့အခါမှာအကျွင်းတန်ဖို့ဒီ m plus 3ရပါတယ်အဲဆို find the values of m တန်ဖို့ကိုရှာပေးပါတယ်ဒီမှာရှိရမသိကိန်း m လေးကိုရှာခိုင်းပါတယ်ဒါကြောင့်ချေတို့ဒီပုံမှန်ပု္ပ္ပစာတွက်နေကြတိုင်းဒီပေးထားတဲ့ polynomial ကိန်းတန်းလေးကိုဘာလို့တီးပေးလိုက်မလဲဆိုရင် f4a လို့တီးပေးလိုက်ပါပဲဒါကြောင့်ဘယ်လိုမျိုးတီးမလဲဆိုရင် let f4a is equal to h2 plus 3a square minus m8 plus 4အဲ့မှာဒီချေတို့ဒီဒါလေးကို f4a လို့တီးလိုက်တာဖြစ်တဲ့အတွက်ဒီနေရာလေးမှာ f4a လေးအစားသွင်းပြီးတော့စာလေးရေးပါမယ်1 f4a is divided by h minus 2 h minus 2လေးနဲ့စားမယ်အဲဆို h minus 2လေးနဲ့စားလိုက်တဲ့အခါမှာ remainder ဒီဘယ်လိုထွက်လာမလဲဆိုတာကိုကြည့်အောင် the remainder equal to f4 2ဒီမှာပု္ပ္ပစာထဲမှာပေးထား remainder တန်ဖိုးကဘယ်လောက်လဲm plus 3အဲဆိုဒီချေတို့ remainder နှစ်ခုကိုညီပေးလိုက်ပါမယ် remainder တန်ဖိုးပု္ပ္ပစာထဲမှာပေးထားတယ်ဆိုလို့ချေဒီရတဲ့ remainder တန်ဖိုးနဲ့ပု္ပ္ပစာထဲမှာပေးထား remainder နှစ်ခုကို remainder တန်ဖိုးနဲ့သူတို့နှစ်ခုကိုညီပေးပြီးတော့စမတို့ဒီမတိကိန်းတန်ဖိုးရှာပါမယ်ဒါကြောင့် by given ပေးထားချက်အရာပေါ့ပေးထားချက်အရာချေတို့ဒီမှာရခဲ့တဲ့ remainder တန်ဖိုးလေးဖြစ်တဲ့ f42 ကိုပု္ပ္ပစာတွေကပေးထား remainder တန်ဖိုးဖြစ်တဲ့ m plus 3လေးနဲ့ညီလိုက်ပါမယ်ဒီမှာဒီချေတို့ဒီ f42 2ဆိုရတဲ့ h နေရာမှာဘာရောက်လာလဲ2ရောက်လာတယ်ဒါကြောင့် h တန်ဖိုး2လေးကိုဒီ h ဒီနေရာမှာအစားသွင်းပါမယ်အစားသွင်းလိုက်မယ်2 plus 3 2 square minus m2 plus 4ဒီဘက်မှာဒီချေတို့ဘာရှိသေးလဲ m plus 3ဒီမှာဒီချေတို့ဒီ2 2ဒီဘယ်လောက်လဲဒီမှာဒီနှစ်ထပ်ဒီ4 4 3လီ12 minus 2m plus 4 equal to m plus 3 okay အဲ့ဆိုဒီချေတို့ဘာရှင်းလို့ရလဲဒီမှာ minus 2m ကတစ်လုံးနဲ့ပါတော့ minus 2m ဒီမှာဆိုရင်12နဲ့8နဲ့ပေါင်းတော့20 20နဲ့မှာ4 plus 24 equal to m plus 3
အဲ့မှာဒီချက်တို့က M တန်မိုးလိုချင်တာဖြစ်တဲ့အတွက်ကြောင့်ဒီဘက်မှာရှိရဲ့ M လေးကိုဒီဘက်ကိုပို့မယ်ဒီဘက်မှာရှိရဲ့ကိန်းလေးကိုကျတော့ဟိုဘက်ကိုပို့လိုက်ပါမယ်အဲ့ဆိုရင် 2m minus m equal to 3 minus 24ဒီမှာဒီချက်တို့ပေါင်းလိုက်ဘယ်လောက်ရမလဲ minus 3m equal to ဒီမှာရှင်းလိုက် minus 21 minus နဲ့ minus နဲ့ကြည့်အဲ့ဆိုရင်3m equal to 21ခြေတို့က m တန်မိုးလိုချင်တာဖြစ်တဲ့အတွက်3လေးဒီဟိုဘက်ကိုသွားဆိုင်ဘယ်လောက်ရမလဲ7ဒါကြောင့်ဒီနံပါတ်4လေးရဲ့သူ့ရဲ့အဖြေဒီဘယ်လောက်လဲဆိုရင်7ရပါတယ်ဒီဘက်မှာရှိရဲ့ခြေတို့နံပါတ်မတက်ခဲ့ရပါဘူးနံပါတ်ကဘယ်လောက်တက်မလဲဆိုတော့ဒါဒီနံပါတ်3ရဲ့နံပါတ် 3a ရဲ့အဖြေလေးဒီ5ဖြစ်ပါတယ်နောက်နံပါတ်3ရဲ့ b လေးဒီဘယ်လောက်ရခဲ့လဲ27/4ရပါတယ်ဒီနေ့ဒီချက်တင်တဲ့ဟာလေးကတော့ဒီလောက်ပါပဲဒီချက်တင်တာလေးကိုသဘောကျမယ်ဆိုလို့ချင်း subscribe လုပ်ပေးကြပါအောင်ရှင်